ပထမဆုံးကွန်တီနာကတရုတ်နိုင်ငံနင်းဘိုမြို့ကနေလာတာပါတကားဖွင့်လိုက်တာနဲ့လာကြည့်တဲ့သူတွေကအထဲကပစ္စည်းတွေကိုစတင်စစ်ဆေးကြပါတယ်အစ္စရေးညီကိုတွေကတော့ပစ္စည်းပုံစံကိုကြည့်ပြီးဒါတွေဟာခရုပတ်ရှောစည်းစဉ်ရဲ့အစိတ်အပိုင်းတွေဖြစ်ပြီးနောက်ထပ်လွှဲကျိုးနဲ့တူတဲ့ပစ္စည်းတစ်ခုလည်းပါသေးတယ်လို့တွက်ဆလိုက်ကြပါတယ်ဒါဟာကစားကွင်းသုံးပစ္စည်းတွေတတုပ်ပဲလို့သူတို့အတည်ပြုလိုက်ကြတာပေါ့အကယ်၍ဈေးနှုန်းသာတင်တော်မယ်ဆိုရင်ဒါဟာဝယ်ယူဖို့ထိုက်တန်ပါတယ်မက်သျူးကတော့ဒါဟာတရုတ်ကလာတာဆိုတာသိပြီးပါစေတုပ်ပေါ်ကအလိပ်စာတွေကိုဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ဒါတွေဟာကျမ်းပြင်မှာခင်းတဲ့ရောပါစီးတွေဖြစ်မှသိသွားပါတယ်ဒါတွေကိုတတ်ဆင်ဖို့အတွက်စက်ကိရိယာတွေလိုအပ်မယ်ဆိုတာလည်းသူသိထားတာပေါ့အကယ်၍အထင်းမှာစက်ပစ္စည်းကြီးတာတကယ်ပါခဲ့ရင်ဒါဟာအနည်းဆုံးဒေါ်လာ1000ချီတန်ဖို့ရှိနိုင်ပါတယ်လေးလံကိုဒေါ်လာ1000နဲ့စတင်ခဲ့ပြီးတကြော့အပြီးမှတင်ဒေါ်လာ6000ထိမြန်မြန်ဆန်ဆန်တက်သွားပါတယ်အဲ့နောက်မှာတော့မက်သျူးကဥဆောင်မှုယူပြီးဒေါ်လာ9000ထိဓာတ်ရိုက်တိုးမြင့်လိုက်ပါတယ်မိုးကလည်းသူ့ကံကိုစမ်းကြည့်ခဲ့ပေမဲ့မက်သျူးကတော့သူ့ကိုအခွင့်အရေးမပေးပဲနောက်ဆုံးမှာဒေါ်လာတက်ရသွားခဲ့ပါတယ်အမြတ်အများကြီးရမလားဒါမှမဟုတ်ရှုံးမလားဆိုတာကတော့ကွန်တိန်နာတွေကပစ္စည်းတွေပေါ်မှာပဲမူတည်နေပါတယ်အထဲမှာတော့ဒေါ်လာ1000တန်ဖိုးရှိတဲ့အသစ်ဆက်ပလတ်စတစ်အကြည်လိပ်အကွက်အချို့ဒေါ်လာ1000ကျော်တန်ဖိုးရှိတဲ့ရောဘာဆေးအထုပ်ကြီး2ခုကြောက်တုံးတူအချို့နဲ့ကစားကွင်းသုံးလှော်စည်းစဉ်တစ်စုံကိုတွေ့လိုက်ရပါတယ်သူတို့ထင်ထားသလိုစက်ပစ္စည်းကြီးမပါလာပေမဲ့ဒေါ်လာ9000တန်ဖိုးရှိတဲ့ခလေးကစားစရာတစ်ပင်အိမ် tree house တစ်စုံကိုတော့တွေ့ခဲ့ရပါတယ်တခြားပထဝီပစ္စည်းတွေအပါဝင်ဆိုရင်တော့ဒီကွန်တိန်နာဟာမက်သျူးကိုစိတ်မပြတ်စေခဲ့ပဲအရင်နှုတ်ပြီးနောက်အမျက်ငွေဒေါ်လာ13000တောင်ရရှိစေခဲ့ပါတယ်နောက်တစ်ခုကတော့မက္ကဆီကိုကနေလာတဲ့ကွန်တိန်နာဖြစ်ပြီးတည်ယူပို့ဆောင်ရေးမှာပျက်စီးသွားလို့ပစ္စည်းလက်ခံမဲ့သူကညှင်းပယ်ထားတဲ့တလုံးမှအခုတော့ဒါကိုလူသိရှင်ကြားလေးလံတင်နေတာပေါ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာအိမ်သာဦးတွေပြည့်နေပြီးကျမ်းပြင်ပေါ်မှာလည်းကွဲအပ်နေတဲ့အပိုင်းစားတွေအများကြီးရှိနေပါတယ်ဂျေဆန်ကတော့ဒါကိုအမိုက်တွေလို့ပဲသတ်မှတ်ပြီးဝယ်လိုက်ရင်ရှုံးမှတေးချတယ်လို့ယူဆလိုက်ပါတယ်ဒါပေမဲ့လူမဲညီကိုတွေကတော့စိတ်ဝင်စားနေကြပါတယ်အိမ်သာဦးတွေကဈေးပေါ်ပေမဲ့အကြီးအတွက်ကတော့တော်တော်များပါတယ်အကယ်၍ဈေးတက်တက်နဲ့ဝယ်နိုင်ခဲ့ရင်အမျက်ရနိုင်ပါတယ်အစ္စရေးညီကိုတွေကလည်းဒါကိုသဘောတူကြတာပေါ့ကွန်တိန်နာရဲ့အရွယ်စားကိုကြည့်ပြီးတွက်ချက်ရရင်အထဲမှာအနည်းဆုံးအိမ်သာဦးအလုံး100လောက်ပါနိုင်ပါတယ်လေးလံကိုအခြေခံစီဒေါ်လာ900နဲ့စတင်ခဲ့ပါတယ်မိုးကချက်ချင်းပဲဒေါ်လာ9000ပေးခဲ့ပြီးဒီယန်နာကတော့ဒေါ်လာ9000အထိတိုးလိုက်ပါတယ်တခြားသူတွေကတိတ်စိတ်မဝင်စားကြတာကြောင့်အစ္စရေးညီကိုတွေကနောက်ထပ်ဒေါ်လာ900ထပ်တိုးပြီးအနိုင်ရသွားပါတယ်စစ်စီးကြည့်တဲ့အခါမှာတော့အည်သွေးကတော်တော်လေးကောင်းမွန်ပုံရပြီးအိမ်သာအိုးတစ်လုံးကိုဒေါ်လာ100လောက်နဲ့ပြန်ရောင်းလို့ရနိုင်ပါတယ်ဒါပေမဲ့သူတို့ပစ္စည်းတွေမို့ဖို့ဂရင်းကားခေါ်လိုက်တဲ့အခါမှာတော့ပစ္စည်းတင်စဉ်တစ်ခုချင်းစီပေါ်ကအိမ်သာအိုးထက်ဝက်ကျော်ဟာပျက်စီးနေမှန်းသိလိုက်ရပါတယ်စိတ်ပြက်လက်ပြက်နဲ့ပဲသူတို့တစ်လုံးကိုရိုက်ခွဲပစ်လိုက်ပါတယ်ကြံတဲ့အိုးတွေရဲ့အခြေအနေကလည်းမထူးခြားလာပဲစုပေါင်းတန်ဖိုးကဒေါ်လာ9000တောင်မပြည့်ပါဘူးအမြတ်အများကြီးရဖို့မျှော်လင့်ခဲ့ပြီးမြဲတကယ်တမ်းမှာတော့ဒေါ်လာ4600တောင်ရှုံးသွားခဲ့ပါတယ်တကယ်စိတ်လှုပ်ရှားစရာကတော့နောက်ထပ်ကွန်တိန်နာတစ်လုံးမှပါဒါဟာအမေရိကန်အကောက်ခွန်ကတိုင်းစီထားတာဖြစ်ပြီးဂျပန်နိုင်ငံတိုကျိုမြို့ကိုပို့မဲ့ပစ္စည်းတွေလို့သိရပါတယ်ကွန်တိန်နာထဲမှာတော့လျှို့ဝှက်တစ်တာအများပြားနဲ့တည်တည်ချာချာထုတ်ပို့ထားတဲ့ပစ္စည်းအချို့ပြည့်နေပါတယ်အားလုံးကတိတ်ဆိတ်စွာနဲ့ပဲစောင့်ကြည့်နေကြတာပေါ့မတူးကတော့သူ့ရဲ့နှစ်ပေါင်းများစွာရခဲ့တဲ့ယတနာရှာဖွေရေးအတွေ့အကြုံတွေအရဒါတွေဟာစပင်ညှက်ဆိုင်သုံးပစ္စည်းတွေဖြစ်မယ်လို့ခန့်မှန်းလိုက်ပါတယ်အကယ်၍ဒါတွေကအစင်းမြင့်ပစ္စည်းတွေသာဖြစ်ခဲ့ရင်ပြန်ရောင်းတဲ့အခါဒေါ်လာအမြတ်အများကြီးရနိုင်ပါတယ်ဒီအန်နာကတော့တီတီချာချာစစ်စီကြည့်ပြီးတစ်တာဘော်ကလိပ်စာတွေနဲ့အောက်ခြေကထွက်နေတဲ့ hydraulic ထိုင်ခုံကိုကြည့်ပြီးဒါတွေဟာတတူးထိုးတဲ့ဆိုင်ကပစ္စည်းတွေဖြစ်နိုင်တယ်လို့တွက်ဆလိုက်ပါတယ်လေးလံကိုဒေါ်လာ1000နဲ့စတင်ခဲ့ပါတယ်အစပိုင်းမှာတော့အားလုံးကဈေးကိုခက်အေးအေးပဲအပြိုင်ဆိုင်ပေးနေကြတာပေါ့အချိန်ချင်းဈေးခေါ်ပြီးတဲ့နောက်မှာတော့ဈေးနှုန်းကဒေါ်လာ6000အထိရောက်သွားပါတယ်မက်သျူးကကနန်း9လုံးအထိဈေးမြင့်လိုက်ပြီးဒီအန်နာကလည်းနောက်ထပ်ဒေါ်လာ2000ထပ်တိုးလိုက်ပါတယ်မက်သျူးကအလျှော့မပေးပဲဒေါ်လာ15000အထိတိုးလိုက်ပေမဲ့ဒီအန်နာကဒေါ်လာ13000နဲ့ထပ်ခေါ်လိုက်တဲ့အခါမှာတော့တခန်းလုံးတိတ်ဆိတ်သွားပါတော့တယ်ဒီအန်နာဟာဒီလျှို့ဝှက်တစ်တာကြီးကိုအနိုင်ရသွားပြီးယတနာရှာဖွေဖို့စိတ်အားထက်သန်စွာနဲ့စတင်လိုက်ပါတယ်အထဲမှာတော့တန်ဖိုးမရှိတဲ့တန်စင်နှစ်ခုနဲ့သူတို့မျှော်လင့်ထားသလိုအစင်းမြင့်တက်တူးထိုးတဲ့ထိုင်ခုံမဟုတ်တဲ့ဒေါ်လာ400တန် hydraulic ထိုင်ခုံတစ်လုံးကိုတွေ့လိုက်ရပါတယ်တာမန်မီးဆိုင်အချို့ကလည်းဒေါ်လာ300လောက်ပဲရနိုင်မှာပါလျှို့ဝှက်တစ်တာတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဈေးပေါ်တာတိတာလာတဲ့တက်တူးထိုးဆက်အစုံအချို့ကိုတွေ့ရပါတယ်ပါလာတဲ့မှင်တွေကလည်းအည်သွေးညံ့ပြင်းလာပါတယ်တန်ဖိုးသိမ့်မရှိတဲ့မန်တင်ခုံနှစ်ခုကိုလည်းတွေ့ခဲ့ပါသေးတယ်တခြားပစ္စည်းတွေအပါအဝင်ဆိုရင်စုပေါင်းတန်ဖိုးဟာဒေါ်လာ9000ပဲရှိပါတယ်ဒီနေ့တော့အကြီးအကျယ်ရှုံးသွားတာပေါ့ဒေါ်လာ1000လောက်ကလီထဲပျောက်သွားတာကိုယုံနိုင်ပါသလားနောက်ထပ်ကွန်တိန်နာကတော့ဂျာမနီကနေယူတာကိုပို့မဲ့ပစ္စည်းတွေပါဂျာမနီဆိုတဲ့အတန်ကြားတာနဲ့ယတနာရှာဖွေသူတွေကြားမှာစိတ်လှုပ်ရှားမှုတွေဖြစ်သွားပါတယ်ဒါပေမဲ့တကားဖွင့်လိုက်တဲ့အခါမှာတော့အားလုံးမင်တက်သွားကြပါတယ်အထဲကပစ္စည်းတွေကရှုပ်ပွားနေပြီးကျန်းဖြင်ပေါ်မှာလည်းကွဲနေတဲ့မှန်စတွေအများကြီးရှိနေပါတယ်အပြက်အစည်းတွေကိုမြင်တော့ယတနာရှာဖွေသူတော်တော်များများကလက်လျှော့လိုက်ကြပါတယ်
လူမဲကြီးအကိုတွေကတော့ဒီမှန်အထူကြီးတွေကိုပြန်ရောင်းရင်အမျက်ရနိုင်မယ်လို့ထင်ပေမဲ့မြင်ရတဲ့အသွင်အပြင်ကြောင့်လက်တွန့်နေကြပါတယ်ဒါပေမဲ့မက်သျူးကတော့အခွင့်အရေးတစ်ခုကိုရည်မိလိုက်ပါတယ်ယူတာမှာပြတိုက်တွေအများကြီးရှိတာကိုသူသိထားတာပေါ့ဒီမှန်တွေဟာပြကွက်မှန်အိမ်တွေအတွက်တီးတန့်လှုပ်ထားတဲ့မှန်တွေဖြစ်မှန်သူသိသွားပါတယ်ပျက်စီးနေတာတွေရှိပေမဲ့မပြတ်မစီးပဲကြံ့နေတဲ့အပိုင်းတွေလည်းအများကြီးရှိနေပါသေးတယ်သူကတော့ဒီပစ္စည်းတွေကိုအရယူဖို့ဆုံးဖြတ်လိုက်ပါတယ်လေလံကိုဒေါ်လာ2000နဲ့စတင်ခဲ့ပါတယ်တခြားသူတွေကတန်တရားဖြစ်နေကြတာကြောင့်ဒေါ်လာ9000ရောက်ဖို့တောင်အတော်လေးအချိန်ယူလိုက်ရပါတယ်မက်သျူးကဒေါ်လာ8000ဆိုလို့អော်လိုက်တဲ့အခါမှာတော့အားလုံးကအံ့ဩတုန်လှုပ်သွားကြပါတယ်ဂျေဆန်ကတော့အမိုက်တွေအတွက်ဒေါ်လာ8300မလားဆိုပြီးပွင့်ပွင့်လင်းလင်းပဲဝေးဖန်လိုက်ပါတယ်ဒါပေမဲ့မက်သျူးကတော့အပြင်ပန်းမှာတည်ငြိမ်နေပေမဲ့စိတ်ထဲမှာတော့တော်တော်လေးပျော်နေပါပြီအချိန်ကုန်သွားတဲ့အခါမှာတော့မက်သျူးကသူ့မျှော်လင့်ထားတဲ့အတိုင်းလှုပ်ဝက်တစ်တာကြီးကိုအနိုင်ရသွားပါတယ်အမျက်ရမလားဆိုတာကတော့ဒါအပေါ်မှာပဲမူတည်နေတာပေါ့ကွဲနေတဲ့မှန်တွေကတော့လွှင့်ပြစ်ဖို့ပဲကောင်းပါတယ်အနောက်ဘက်ကနောက်ထပ်တစ်တာတစ်လုံးကိုမကြည့်လိုက်တဲ့အခါမှာတော့မပြတ်မစီးပဲရှိနေတဲ့ဒေါ်လာ9000တန်ဖိုးရှိတဲ့ပစ္စည်းကိုတွေ့လိုက်ရပါတယ်အနားမှာပဲဒေါ်လာ1000တန်ဖိုးရှိတဲ့ကိုရေးကိုတာလုံခြုံမှုပေးတဲ့မှန်အမျိုးအစား privacy glass ကိုလည်းတွေ့ခဲ့ရပါတယ်စက်ကူတက်တာထဲမှာတော့ဖန်မှုတ်ဖလင်းနေနဲ့ acrylic မှန်တက်တာအချို့ကိုလည်းတွေ့ရပါတယ်ဒီတစ်တုပ်ရဲ့စုစုပေါင်းတန်ဖိုးကတော့ဒေါ်လာ2000နီးပါးရှိပါတယ်မက်သျူးကတော့ဒီနေ့အမျက်အစွန်းကောင်းကောင်းရခဲ့ပြီးအရင်နှုတ်ရင်ဒေါ်လာ1000တောင်မြတ်သွားခဲ့ပါတယ်